မြို့လေကောင်လေးတနေအားနေပြီးလိုက်လွှင့်နေဗျာသိလားပထမဆုံးအနေနဲ့ဒီနေ့သတင်းထူးလေးတွေပေါ့ဗျာနော်ပြောချင်ပါတယ်သတင်းကောင်းလေးလည်းပါမှာဖြစ်သလိုသတင်းဆိုးလေးလည်းပါမှာဗျာနော်ကောင်းဆိုးတွန်တွဲနေတယ်တော့ပါတော့လဲဘာမှမပူပါနဲ့အားလုံးဟာအေးဆေးဆေးပါပဲဗျာသိလားနေကောင်းကြလားမနေ့အရင်ဆုံးနှုတ်ဆက်ပြစေ hi နဲ့ထွန်းမင်္ဂလာပါဗျာမင်္ဂလာပါနော်ဒီနေ့အားလုံးလည်းသိတဲ့အတိုင်းပေါ့ဦးမဲအွန်လိုင်းလဲမြန်မာပြည်ပြန်ရောက်လာပြီသူအကောင်းဆုံးဆောင်ရွက်နိုင်ခဲ့တာကိုတွေ့ပါတယ်နော်သူခီးလည်းတာယာဖြောင်ပြခဲ့ပါတယ်တစ်ဖက်ရက်ကတော့ငိုကြွေးခြင်းတွေနဲ့ကြံခဲ့တယ်ပေါ့ဗျာနော်မနာလိုခြင်းတွေငိုကြွေးခြင်းတွေဒေါသထွက်ခြင်းတွေနဲ့ကြံခဲ့ပေမဲ့လည်းကာဂျိုကြီးခင်ဗျာမှာတော့တာယာနဲ့ပြန်လာနိုင်ခဲ့ပါပြီသူရဲ့ mission တွေအကုန်လုံးလည်းသူဆောင်ရွက်နိုင်ခဲ့ပါပြီနောက်တစ်ခုအနေနဲ့ကသူ့ရဲ့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်ဘယ်လိုခေါ်မလဲကျွန်တော်တို့တိုင်းပြည်ရဲ့တာဝန်ပေါ့ဗျာနော်အကုန်လုံးတိုင်းပြည်ပေးလိုက်တဲ့တာဝန်နဲ့အားလုံးကိုကျေပြွန်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်သူ့အောင်မြင်စေခြင်းနဲ့လေနော်သူ့ကိုကြိုက်တာမကြိုက်တာအပထားပါကျွန်တော်တို့ခုလက်ရှိအချိန်မှာသူဟာနိုင်ငံရဲ့ကြီးခဲ့ပဲလေအဲ့တော့သူအောင်မြင်မှကျွန်တော်တို့မြန်မာနိုင်ငံအောင်မြင်မယ်လေအဲ့ဒီအတွက်ကြောင့်မလို့သူအောင်မြင်စေခြင်းနဲ့နော်ကြိုက်တာမကြိုက်တာပါထားပါကျွန်တော်လည်းမဲထဲမှာဆိုအောင်မထည့်ဘူးသူ့ဘာသာလဲအခုသူဆောင်ရွက်သမျှအားလုံးအောင်မြင်စေခြင်းနဲ့နော်အဲ့တော့အမှန်တရားပါဟုတ်ပြီဒီနေ့စီးလေးပြောမယ်ဆိုရင်ညောင်ကျိုးရေခဲပါလို့ပြောတယ်ဟုတ်လားမရေမခဲပါဘူးကျွန်တော်ခဲရင်ခဲတယ်ပြောတယ်မခဲရင်မခဲဘူးပြောပါနော်ညောင်ကျိုးကရေပူသွားပါပြီညောင်ကျိုးကျသွားပါပြီဘာကြောင့်လဲဆိုတော့ညောင်ကျိုးရဲ့ကာကင်းတွေအကုန်လုံးနောက်ဆုတ်ပေးလိုက်ရပါတယ်နော်ဖျားကုန်းရဲကုန်းဖျားနောက်တစ်ခုကျွန်တော်တို့ချင်းကုန်းကနောက်ဆုံးနောက်ဆုတ်ခြင်းပေါ့ဗျာနော်ချင်းကုန်းနောက်ဆုံးနောက်ဆုတ်ခြင်းနဲ့နောက်မှာတော့ကျွန်တော်တို့ညောင်ကျိုးကလုံးဝနောက်ဆုတ်ပေးလိုက်ရပြီအဲ့တော့ညောင်ကျိုးနဲ့မလန်းမကမ်းမှာကျွန်တော်တို့၄မိုင်လောက်မှာရှိတဲ့ရှုခင်းသာမှာကျွန်တော်တို့ထပ်ပြီးတော့ဗောနော်ခံစစ်တေချာပြင်ဆင်ပြီးတော့ကာကွယ်နေပါတယ်ရှုခင်းသာပြီးရင်စင်လန်ပေါ့အဲ့နေရာ2နေရာကတော့နေရာကောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ညောင်ကျိုးနောက်ဆုတ်ပေးလိုက်တာကနှစ်ဖက်တွေးလို့ရတာပေါ့ညောင်ကျိုးနောက်ဆုတ်ပေးလိုက်တာဟာမနိုင်လို့နောက်ဆုတ်ပေးလိုက်ရဆိုလဲမှန်တယ်လို့နောက်တစ်ခုကမြင်ကွင်းပြစ်ကွင်းအတွက်ပေါ့နော်ကျွန်တော်တို့စင်လန်ထိနောက်ဆုတ်ပေးလိုက်တယ်ဆိုတာလေဒါကလည်းတစ်ဖက်ကစဉ်းစားစရာပေါ့လေနော်ဘယ်လိုနည်းနဲ့ပဲဖြစ်ပါကျွန်တော်တို့ဆုတ်ပေးရတယ်ဆိုဆုတ်ပေးရတယ်ပေါ့ဗျာနော်အဲ့တော့လည်းပဲကျွန်တော်တို့ခုလက်ရှိစောင့်နေတဲ့နေရာတော့အသက်ပေါ့ဗျာနော်ညောင်ကျိုးကကျွန်တော်တို့ဒီကပ္ပစကြီးတွေနောက်တစ်ခုအုတ်ရှိပင်နောက်တစ်ခုပဒေါင်းဒါတွေအတွက်အသက်လို့ပြောလို့မရအောင်တကယ်အသက်ကအခုမှအသက်စအဲ့ဒါကကျွန်တော်တို့ခုလက်ရှိခံစစ်ပြင်ထားသောနေရာဒီလုံးဝကြောက်လို့မရတဲ့နေရာဖြစ်တယ်အကယ်အဲ့ဒီနေရာသာကြားခဲ့လို့ရှိရင်အဲ့ဒီနေရာကနေပြီးကျွန်တော်တို့ကလှမ်းပြီးတော့လက်နဲ့ကြီးနဲ့အပြစ်ခံရရင်တော့မှကျွန်တော်တို့အောက်မှာအခြေအနေမကောင်းတဲ့အခြေအနေမျိုးတွေရောက်သွားနိုင်တယ်ခင်ဗျာနော်မင်္ဂလာပါတဲ့ရှုခင်းသားအခြေအနေကောင်းမယ်ထင်သလားဆိုတော့ရှုခင်းသားကအခြေအနေကောင်းနိုင်တယ်ဘာကြောင့်လဲဆိုတော့ရှုခင်းသားမှာကျွန်တော်တို့ပြစ်ကွင်းမြင်ကွင်းရှင်းတယ်တပုံကိုကြိုမြင်ရမယ်နော်မြင်ရမယ့်တိုင်းတာရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့လက်နက်ကြီးတွေပို့ပြီးအလုပ်လုပ်မယ်ပြီးရင် drone တွေပို့ပြီးတော့အဆင်ပြေနိုင်တယ်နော် drone ပစ်ခုအစပေါ့အဲ့တော့ညောင်ကျိုးကြပြီးတဲ့ညမှာပဲကျွန်တော်နောက်ထပ်သတင်းရတာကလေရင်နဲ့ပေါ့နော်တက်ကတော့တည့်ရတိုင်းပေါ့နောက်ဆုတ်ပေးလိုက်ပြီးတပုံကိုရှင်းပါတယ်နော်တပုံကိုရှင်းတဲ့ညမှာလေရင်နဲ့တက်ကုံပစ်ပါတယ်လေရင်နဲ့လက်နက်ကြီးနဲ့တက်ကုံပစ်တယ်ပစ်တဲ့တိုင်းတာမျိုးမှာကျွန်တော်ဆက်သွယ်ရပါသေးတယ်သူတို့ဝိုင်တွဲနဲ့ပစ်တယ်နော်ဝိုင်တွဲသမားတော်မှပြောဝင်ရဆိုရင်သူတို့တော်တော်ပင်ပန်းနေပါပြီအဲ့တော့တော်တော်လင်းဆိုတာတဲ့တင်ထွန်းအောင်ပါဟုတ်ကဲ့ပါခင်ဗျာဟုတ်ကဲ့စာရေးပါနော်တော်တော်လင်းမင်္ဂလာပါစာရေးပါပြောရတဲ့ကိစ္စလေးတွေကျွန်တော်ဒီမှာတစ်ခါတည်းရေးပြောလို့ရအောင်ကျွန်တော်ကိုစာလေးနည်းနည်းရေးပေးပါနော်ကျေးဇူးပြုအေးတိုက်ပြီဆိုတဲ့မကြတဲ့နေရာရှိသလားကုန်မအောင်နဲ့ဟုတ်တယ်အေးတိုက်ပြီဆိုရင်မကြတဲ့နေရာမရှိတော့ရှားနေတယ်နော်
အဲ့တော့ဒါလည်းဝန်ခံရမှာဗျာနော်ပြန်ယူထားတယ်လို့ညောင်ကျိုးကိုတင်ထားတယ်ဆိုလို့ရှိရင်ဒါသူတို့ရတဲ့သတင်းဖြစ်ပါလိမ့်မယ်နော်သူတို့ရတဲ့သတင်းကတော့သူတို့ကဘယ်လိုယူဆလဲတော့မသိဘူးပေါ့လေနော်ကျွန်တော်ကတော့ညောင်ကျိုးကလုံးဝမရသေးပါဘူးဒါကျွန်တော်ရရှိထားတဲ့သတင်းပေါ့နော်ကျွန်တော်သုံးသက်ချက်မှာလုံးဝညောင်ကျိုးပြန်မရပါဘူးလုံးဝနောက်ဆုတ်ထားရပါတယ်နောက်ထပ်မကြဖို့ကြိုးစားရမှာပါအဲ့ဒါတော့အမှန်ပဲအဲ့တော့ကျွန်တော်အနေနဲ့ကတော့ကျွန်တော်ရရှိတဲ့သတင်းကိုမချွင်းမချမ်းပဲနဲ့နော်ကျွန်တော်ပြောတတ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်နော်အေးဇွဲကတော့အတူယူရမယ်လေဟုတ်တယ်အေးဇွဲကတော့အတူယူရမယ်ဘယ်လိုခေါ်မလဲဆိုတော့ဒီနေရာမှာအတူယူရမှာကကြတော့ကျွန်တော်တို့တက်မတော်အကြီးပိုင်းတွေရဲ့နော်ဟိုအသုံးမကျမှုကလုံးဝအတူယူလို့မရအဲ့တော့အေးကတတိရှိတာမဟုတ်ဘူးကိုတက်မတော်အကြီးပိုင်းတွေကအသုံးမကျတာပါနော်အေးနဲ့တက်မတော်နဲ့ရှင်းကြည့်လိုက်ရင်ARV တိုင်းကိုဒါသိမ်းခိုင်းလိုက်ပါအေးကဘာလို့တိုက်တိုင်းရနေရလဲကိုမအောင်နဲ့အေးတိုက်တိုင်းရတဲ့အကြောင်းရင်းကကျွန်တော်တို့ပြောမှဆိုဦးမင်းအွန်လိုင်းညံဖြင်းလို့ပါနော်ဦးမင်းအွန်လိုင်းညံဖြင်းခြင်းအဲ့တော့ဦးစိုးဝင်းညံဖြင်းခြင်းနောက်ထပ်ကျွန်တော်တို့ကဆထမှုရခိုင်ပြည်နယ်ကိုကင်တဲ့ကဆထမှုညံဖြင်းခြင်းဒီဖြင်းသုံးဖြင်းကြောင့်ကျွန်တော်တို့အေးကိုတိုက်တိုင်းရှုံးနေရတာပါနော်အဲ့တော့သူတို့တွေရဲ့အတုံးမကြမှုလို့ပေါ့ဗျာသူတို့တွေရဲ့အတုံးမကြမှုရဲ့အောက်မှာကျွန်တော်တို့ viewer မှုရဲ့ viewer ညံ့ဖြင်းခြင်းပေါ့နော်ပြီးတော့လို့ရှိရင်တော့သူတို့တွေကမှခေါင်းတွေကညံ့ဖြင်းတဲ့ခါကျတော့ကျွန်တော်တို့အောက်ခြေမှာရှိတဲ့စစ်တီတွေကလည်းစစ်တိုက်ခြင်းစိတ်ပျောက်သွားတာပေါ့အဲ့တော့ခေါင်းဆောင်ကြီးတွေအတုံးမကြလို့ပါနော်အဲ့တော့သူတို့တွေညံ့ဖြင်းမှာတော့ဗျာကျွန်တော်တို့ဒီအောက်လငယ်သားတွေညံ့ဖြင်းတာတော့ကျွန်တော်ပြစ်ပြောလို့မရတော့ဘူးနော်အောက်လငယ်သားတွေမတိုက်ချင်ဘူးထွက်ပြေးလာတာများတယ်နော်ဟိုတိုင်းချစ်ပြည်ချစ်တက်မတော်ချစ်စိတ်စစ်တပ်ကိုချစ်စိတ်ထက်စားလို့ရှိရင်စစ်ကိုအာယုံမဆိုင်တဲ့အတွက်ကြောင့်မလို့အောက်ခြေစစ်သားတွေကလည်းအာယုံမဆိုင်တော့အဲ့လိုမျိုးတွေဖြစ်နေတာပါအဲ့တော့သူတို့တွေညံ့ဖြင်းမှုကြောင့်ပါအေးကိုတိုက်တိုင်းရှုံးနေတယ်နော်ကာချုပ်ကြီးကိုတဲ့ထိုင်းကဝိုင်းရိုက်တယ်လို့ပြောနေကြတယ်ကိုမောင်းနဲ့ဟုတ်ပါဘူးလွဲနေပါလေကျွန်တော်တို့တော့မှအငိုင်းမိသွားတာရှိတယ်သို့ပါတော့လဲကျွန်တော်တို့လည်းပြန်ပြီးတော့ကာချုပ်ကိုဘယ်သူမှဆန္ဒမပြပါဘူးနော်ဆန္ဒပြတာကျိုးတို့ကျဲတယ်မရှိဘူးလားဆိုတာရှိတဲ့အတွက်ကြောင့်ကျွန်တော်အဲ့ဒါနဲ့ရောသွားတာလည်းပါတယ်ကျွန်တော်ပြောတဲ့ထဲမှာလေနော်ကာချုပ်ကိုဆန္ဒပြလာဆိုတာပြတယ်ဒါပေမဲ့လည်းဟိုထင်ကြီးအားလုံးကဟိုဘယ်လိုခေါ်မလဲတောင်းနေပြတာမဟုတ်ဘူးသူတို့တောင်လူ10ယောက်မပြည့်တဲ့ဆန္ဒပြခြင်းမျိုးပြတာပါတယောက်ကအဲ့ဒီဘယ်လိုခေါ်မလဲဆိုရှင်ကျွန်တော်တို့ဟိုတယ်ထိဆန္ဒသွားပြတယ်ပြောတယ်နော်နောက်တစ်ယောက်ကကြတော့နောက်တစ်ဖွဲ့ကကြတော့ဒီတာမန်ဖွဲ့လေးတွေပါအဲ့ဒါကဆန္ဒပြတာတစ်ခုပြီးတော့ကျွန်တော်တို့ဒီတန်ရုံရှိမှဆန္ဒပြတာတစ်ခုနော်အဲ့ဒါလေးတွေပဲရှိပါတယ်အဲ့တော့ပြောရမယ်ဆိုရင်ဆန္ဒပြမှုတွေတိုင်းဟာ10ယောက်20အောင်မပြည့်ပါဘူးလက်10ချောင်းနှစ်ခါထောင်စရာမရှိပါဘူးနော်အဲ့ဒါကိုဆန္ဒပြတယ်လို့ခေါ်လို့မရဘူးအဲ့ဒါကဟိုဘယ်လိုခေါ်မလဲလူနည်းစုလောက်ထပြီးတော့တတိုက်ပေါ့ပြောရမယ်ဆိုရင်ပြည်မြို့ထဲဝင်လာနိုင်သလားဘရိုတဲ့ပြည်မြို့ဝင်လာမှာမဟုတ်ဘူးလက်နှစ်ကြီးရရင်ပြည်မြို့ကလှမ်းပစ်လို့ရတယ်အဲရှူခင်းသားနေပြီးတော့အဲ့တော့ခေါ်ချက်မြန်မာနော်အပြင်ပြည်မြို့ကဝင်လာနိုင်တယ်အဲ့တော့ကျွန်တော်ရှူခင်းသားကြားလို့မရပါဘူးရှူခင်းသားကြားလို့မရဘူးရှူခင်းသားကနေပြီးတော့အောက်ကိုကြည့်လိုက်မှဆိုရင်အကုန်လမ်းမြင်ရပါလေနော်အောက်တောင်ဆင်းရမလို့အဲ့ဒီတော့ကြောင့်မလို့အခုကျွန်တော်တို့ညောင်ကျိုးကိုရပြီအော်မနေနဲ့ညောင်ကျိုးကတော့မရဘူးတော့ပါတော့လည်းတက်ကလည်းဟိုခန်းစစ်စီကအလွှာပါနော်အင်းအားလည်းတော်တော်များပါတယ်ကျွန်တော်တို့စစ်တွေတို့ကြောက်ဖြူတို့တိုက်နေတာအင်းအားအဲ့လောက်မများဘူးเนาะခင်ဗျားတို့ဒီအကုန်လုံးပြောချင်တယ်เนาะတရားရှိလူကြီးမင်းများပြောချင်တယ်စစ်တွေတို့ကြောက်ဖြူတို့တိုက်တယ်ဆိုတာကကျွန်တော်ကြီးသလောက်ဆိုရင်ဟန်ပြလောက်ပဲရှိတယ်တကယ်တိုက်တဲ့เนาะတကယ်တိုက်တဲ့ဒီဘယ်လိုခေါ်မလဲအင်းအားထက်ကိုနည်းတယ်အမှန်တကယ်တိုက်နေညောင်ကျိုးကိုတိုက်နေတာကအင်းအားတော်တော်များတယ်
ကျွန်တော်ပြောနေပါတယ်ခင်ဗျားတို့နော်ကျန်တဲ့နေရာတွေအယောင်ပြလောက်တိုက်တာအဲ့တော့ညောင်ကျိုးကိုအရတိုက်နေတာအရတိုက်တာကိုနော်ရခိုင်ပြည်နယ်ပြီးသွားပြီလားမပြီးသေးပါဘူးအဲ့တော့ကျွန်တော်တို့ဒီညောင်ကျိုးပဲခူးတိုင်းပေါ့ဗျာနော်ပဲခူးတိုင်းရဲ့ကျွန်တော်တို့အနောက်ချမ်းကို AA ကဝင်လုံးပြီးတော့ AA နဲ့ PDF ပူးပေါင်းတက်တွေဝင်လုံးသွားမယ်နော်ပဲခူးတိုင်းရှေ့ချမ်းကိုကျွန်တော်တို့ဒီ KNU နဲ့ PDF တွေကလုံးသွားရင်ကျွန်တော်တို့ဘာဖြစ်သွားနိုင်လဲဆိုရင်နေပြည်တော်နဲ့ရန်ကုန်နဲ့အဆက်အသွယ်လုံးဝပြတ်သွားမယ်နော်အဲ့တော့နေပြည်တော်နဲ့ရန်ကုန်နဲ့လုံးဝအဆက်အသွယ်ပြတ်သွားမယ်အခြေအနေမျိုးမှာဘာလုပ်အောင်လဲဆိုရင်အဲ့နေရာကိုကောင်းကောင်းထိန်းမရမယ်နော်ဆက်သွယ်ပြတ်သွားရင်ဘယ်လိုဖြစ်သွားနိုင်လဲဆိုရင်ကရားဘက်ကနေပြီးတော့ဒီပြည်တော်ကိုဝင်လာနိုင်တယ်အဲ့တော့စောတာနီပြောနေတဲ့နေပြည်တော်မှာပြန်ဆုံမယ်ဆိုတာအလကားမဟုတ်ဘူးနော်တိထားဖို့လိုတယ်အဲ့တော့အထက်ရရှိလူကြီးမဲမှာဖြစ်တဲ့ဦးမင်းအွန်လိုင်းဦးစိုးဝင်းပြီးတော့ကျန်တဲ့ကားစားထမှုတွေခင်ဗျားတို့ဒီလိုမျိုးရုပ်ဂုတ်လောက်ရင်အခြေအနေမကောင်းပါဘူးเนาะအခြေအနေမကောင်းပါဘူးအဲ့တော့သူတို့ပြောနေရအလကားမဟုတ်ဘူးเนาะ KNU မှာ PDF အင်အားအလုံးလောက်ရှိတယ်เนาะအဲ့ဒါကပဲခူးတိုင်းအရှိချမ်းကိုသူတို့အစီအစဉ်ကြီးမားနဲ့ဆောင်ရင်အဲ့တော့ပြီးအမြန်လန်းတွေကိုဖျက်တောက်လိုက်ရင်နေပြည်တော်ကထီးကြံသွားမယ်နေပြည်တော်ကဝိုင်းတိုက်လို့ကောင်းတဲ့နေရာဖြစ်သွားမယ်အဲ့တော့ကရားစီရေးပေါ့အခုမိုးပြဲကိုတိုက်နေတယ်เนาะမိုးပြဲစီရေးအဖြေကလည်းကျွန်တော်တို့ဒီလာမယ့်2025ခု2025 April လနောက်ပိုင်းအတွက်အရန်ကိုအရေးကြီးတယ်เนาะဘာကြောင့်လဲဆိုတော့ KNU မှာစစ်ရန်အလုံးလောက်ရှိနေအဲ့တော့စောတာနီကစစ်သွေးကြွနေတာအလကားကြွနေတာမဟုတ်ဘူးသူ့မှာကြွစရာရှိလို့ကြွနေတာဖြစ်တယ်အဲ့တော့ခင်ဗျားတို့ဘာဆက်လုပ်မလဲကျွန်တော်စောင့်ကြည့်ရမယ်เนาะအရှိကိုအရှိတိုင်းပြောရမှာဖြစ်တယ်เนาะအဲ့တော့စစ်ရေးချင်းနေအဖြစ်အဲ့ဒီဘကိုးရှေ့ချမ်းအနောက်ချမ်းနှစ်ခုကိုသူတို့ထိန်းသွားနိုင်လို့ရှိရင်တော့အခြေအနေမကောင်းပါဘူးเนาะအဲ့တော့နေပြည်တော်ကအဝိုင်းခံရတဲ့အခြေအနေမျိုးကိုဖြစ်သွားနိုင်တယ်အဲ့တော့ဘာလုပ်မလဲအကောင်းဆုံးလုပ်တဲ့နေရာတော့မဟာမိတ်ဖွဲ့ဖို့စဉ်းစားပါเนาะအဖွဲ့တူတွေမဟာမိတ်ဖွဲ့ပြီးတော့သူမစည်းရုံးရင်ကိုစည်းရုံးပါเนาะတိုက်မယ်ဆိုတဲ့အဖွဲ့တွေကိုစည်းရုံးပါဥမာအဖြစ်အတက်မတော်နဲ့လက်တွဲပြီးတိုက်မှာပအိုးရှိရဗျာပအိုးအင်အားလည်းနေတာမဟုတ်အင်အားတောင်းငန်းမကောက်เนาะပအိုးရှိမယ်နောက်ဆုံးပိတ်လိုအပ်လို့ရှိရင်ရခိုင်ပြည်နယ်မှာတိုက်နေတဲ့မွတ်စလင်တွေဒီမွတ်စလင်တွေကအစပို့ရဲ့ဒါစီရေးမဟာမိတ်အဖြစ်သဘောထားရမယ်နော်ပြီးရင်အဲ့တော့အဲ့လိုမှသာလဲရခိုင် AA ကနော်စစ်သွေးကြ AA ရှေ့ဆက်တိုးမလာမှာဖြစ်တယ်အခု AA အနေနဲ့ကစစ်မျက်နှာနောက်တစ်ခုကိုရင်ဆိုင်ရတော့မယ်အာဆာကလည်းအခုကျွန်တော်တို့မောင်တော်ဘက်မှာနော်မောင်တော်ဘက်မှာတိုက်စစ်ဖွင့်နေပြီဟိုတနေ့ကလည်းမနေ့တနေ့ကပေါ့အေးပေါ့စခန်းတစ်ခုကိုအာဆာကဝင်လုံးပြီးတိုက်နေတယ်အာဆာလည်းအပြောနဲ့လက်တွေ့တကယ်လောက်ပါတယ်နော်တကယ်ပြန်ပြီးတော့အခု AR နဲ့ကိုချနေပါတယ်အဲ့တော့ကျွန်တော်တို့ပြောရမယ်ဆိုရင်လကားမဟုတ်ဘူးเนาะအဲ့ငင်းချမ်းရေးလိုချင်နေပြီကမောင်းတယ်ကျွန်တော်တို့ငတ်နေပြီတဲ့ရခိုင်မှာအများစုကအဲ့တော့ဘာလုပ်ရမလဲစစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့လိုတယ်မတိုက်ဘူးတော့ဆိုတော့တိုက်တယ်ဗျာသိလားတိုက်တယ်ဆိုရင်မထိရောက်ဘူးမထိရောက်ရတဲ့အကြောင်းရင်းကဘာကြောင့်လဲဆိုလို့ရှိရင်တစ်ဖက်တစ်ပုံကဘာမှနိုင်စရာမရှိတဲ့အခြေအနေမှာနိုင်သွားတယ်ဆိုတာကလေကိုယ့်ဘက်ကစီရေးအဖြစ်မပြတ်သားတာပါအခုကျွန်တော်တို့ကြောက်ဖြူတို့စစ်တွေတို့အယောင်ပြတိုက်သည့်အလေးရောက်ပေါ့နော်ကျွန်တော်ကြည့်တာကိုယ့်ဘက်ကတော့အသာစီးရတဲ့နေရာတွေရှိပါတယ်နော်ကြောက်ဖြူဘက်ကတော့အသာစီးရထားတဲ့အတိုင်းအတာတွေရှိတယ်အဲ့တော့ဒီနေ့စီရေးညောင်ကျိုးအခြေအနေကတော့ပိတ်ဆို့ထားတော့ညာလည်းပဲဝင်ပေါက်အရန်ကိုများသွားပြီနော်ဝင်ပေါက်တဲ့အရန်ကိုများသွားပါပြီအဲ့တော့တုံတန်ယုံတိုက်ပုံမျိုးနဲ့မရတော့ပါဘူးမဟာဗျူဟာကြတိုက်ဖို့လိုပါတယ်နော်အဲ့တော့တိုက်တိုင်းရှုံး
အေးဗျာခင်ဗျားတို့ပြောတယ်ကျွန်တော်တို့ကလည်းပြောမှဆိုရင်မဝင်မခံလို့မရတဲ့အခြေအနေမျိုးတွေဖြစ်နေတယ်နော်ဟုတ်ပြီဗါလဲအမ်ပြည်နော်တကြောင်ငတိုင်းချောင်းကြုံပြောတနုပြူတကြောင်မှာတဲ့တခုခုပေါက်ရင်တဲ့ KNU နဲ့ AA ချိတ်လို့ရသွားပြီဟုတ်တယ်ဗျာအဲ့ဒါသိမှန်တယ် KNU နဲ့ AA ချိတ်မိသွားရင်ပြဿနာအရန်ကြီးပါတယ်နော်ညီကိုမရကျွန်တော်တို့ရဲ့ကြီးကဲများစိတ်ကလည်းအရန်တုံနေပြီအဲ့တော့ယနေ့လက်ရှိပေါ့နော်အားရစရာတွေပဲကျွန်တော်ပြောချင်တာနော်ဝတီကန်အမှတ်နှစ်ရဲတင်နန်းကြောင်းရှိတဲ့နေရာမှာတဲ့ PDF တွေစိတ်ဝင်နေတယ်တဲ့ရဲတွေကတော့ဘီယာဆိုင်ထိုင်နေတာပဲတွေ့ရတယ်သိမှန်တယ်အဲ့ဒီတကောက်သားများလေတကောက်သားများလဲဆာရဖာကြည့်လိုက်တော့အလုတ်လုတ်သလားဆိုဆာရဖာအလုံးမလုတ်ရင်းမှုတွေနော်ဒါစကအကြီးကဲတွေတော်တော်များများအလုတ်လုတ်သလားဆိုတဲ့ခါကြတော့လေအလုံးမလုတ်အားလုံးကစစ်မိန်ပြီးတော့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်စစ်ထုံစစ်ထိုင်းဖြစ်နေနော်စစ်ထုံစစ်ထိုင်းဖြစ်နေတက်ကြွမှုမရှိဘူးဦးမြောင်လိုင်းလှုပ်လို့လားဆိုတော့တော်တက်ကြွသူကနိုင်ငံရေးတော့မစိုးဘူးတဲ့လားနိုင်ငံရေးစီးပွားရေးအမြင်ရှိပြီးစစ်ရေးအမြင်သာမရှိတာကြံတာတော့အကုန်ကောင်းတယ်မစိုးပါဘူးသူနိုင်ငံရေးစီးပွားရေးနော်ဟိုနိုင်ငံရေးအမြင်မစိုးဘူးဦးမင်းအောင်လားစီးပွားရေးအမြင်မစိုးဘူးဒါပေမဲ့တော့ဘယ်နေရာမှာအမြင်တွေမှာအားနေလဲဆိုတဲ့ခါကျတော့စစ်ရေးအမြင်မှာအားနေတယ်ဦးမင်းအောင်လားစစ်ရေးမကျွမ်းကျင်နော်စစ်ရေးမကျွမ်းကျင်ဘူး hard power soft power ဝိုင်းဆိုင်ရာမှာကောင်းမကျွမ်းကျင်ဘူးမဆောင်ရွက်တတ်ဘူးအဲအကြောင်းမို့လို့သူကျွမ်းကျင်ရာစီးပွားရေးနဲ့သူကျွမ်းကျင်ရာနိုင်ငံရေးပဲသူရလိမ့်မယ်တော့ပါတော့လည်းပဲသူမကျွမ်းကျင်တဲ့ဘက်မှာကြာရှုံးတော့ကျွန်တော်တို့သူ့ရဲ့ကြမ်းဘယ်လိုခေါ်မလဲဗျာပြောရလဲတော်တော်လေးခက်ပါတယ်သူ့ရဲ့မကျွမ်းကျင်မှုတွေကြောင့်အခုလိုမျိုးပေါ့နော်ကျွန်တော်တို့ပပေါင်းစွာနေပြီးတော့အခုမကြခင်ကြက်တဲကြီးမာဖြစ်လာနိုင်တယ်နော်စစ်တီတွေအကုန်လုံးကလည်းစတော့ကျွန်တော်ပြောစစ်ထုံတယ်ပေါ့စစ်ထုံတယ်သိလားဘာမှလှုပ်ချင်ကြင်ချင်စိတ်မရှိတဲ့ဟိုဘယ်လိုခေါ်မလဲဆိုအကြီးကဲတွေတော်တော်များနေတယ်စစ်မတိုက်ချင်တဲ့စစ်ထုံတဲ့သူတွေတော်တော်များနေသူတို့ကိုမေးလိုက်တဲ့ခါကျတော့ငါတို့ကယာရုမတက်တော့ဘူးနော်ဘာမှလည်းဖြစ်မလာတော့အဲ့တော့ဖြစ်ချင်တာဖြစ်တော့ကွာဆိုတဲ့ပုံစံမျိုးတွေအထိစဉ်းစားနေတဲ့အရာရှိတယ်အဲ့တော့ရသလောက်ရတဲ့နေရာမှာငါရသလောက်ခိုးမယ်ငါနော်ကြီးပွားအောင်ဘယ်လိုလုပ်မလဲဆိုတော့ငွေရဖို့လောက်ပဲစီးပွားရေးသမားတွေအများများနေတယ်ကွန်မောင်းနဲ့ဌာနချုပ်တွေကိုဘာဖြစ်လို့မရှင်းလင်းတာလဲကွန်မောင်းအဲ့ဒါတော့ဦးမင်းအွန်လိုင်းကိုယ်တိုင်ပဲသိတော့မယ်အဲ့တော့ cloud chat နဲ့ရုံပဲဆိုအဲ့ဒီ cloud ကလည်းမဖြစ်နိုင်ပါဘူးနော်ဟုတ်ပြီအကိုရေးတဲ့လာရှိုးပြန်သိမ်းပေးနောင်ချိုးနော်ပြန်သိမ်းပေးဟုတ်လားလောက်ကင်ပြန်သိမ်းပေးပါတဲ့မြန်မာလူမျိုးတွေစစ်တဲဝင်တိုက်ရမယ်အချိန်ရောက်ပြီတဲ့မြန်မာမှန်စစ်တဲဝင်သိပြီနော်အဲ့တော့လာရှိုးကတော့ကျွန်တော်ပြီးခဲ့တဲ့ live တွေမှာပြောခဲ့ရနော်ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲအခုရိတ်ငွေတွေအများကြီးဖြစ်လာပြီနော်ကျွန်တော်ပြောခဲ့တယ်မလားလာရှိုးဟာတိုက်เสียမလို့ပဲနဲ့ပြန်ရသွားနိုင်တယ်မကောင်းတက်လို့ညှိနှိုင်းပြီးတော့နော်လုံနေတာပဲရှိတယ်လာရှိုးကချိန်တန်ရင်ပြန်ရလာမယ်တိုက်เสียတော့မလို့ဘူးလက်ဝါးချင်းလည်းရိုက်ထားပြီးသွားပြီ PDF မျက်နှာကြည့်ရတာတကြောင်တရုတ်မျက်နှာကြည့်ရတာတကြောင်နော်ကွန်တုံးတွေအသုံးပြီးသွားတဲ့ခါကျတော့ကွန်တုံးတွေမျက်နှာကြည့်ရတာတကြောင်ကြောင့်နည်းကြန့်ကြာနေတာပဲရှိတယ်ချိန်တန်တော့နောက်ဆုံးတယ်အခုဆိုရင်လာရှိုးမှာ MNDAA နောက်ဆုတ်လာပြီဆိုတော့ရိတ်ရောင်တွေကျွန်တော်တွေ့နေရပြီနော်အဲ့တော့ဟုတ်ပြီကုံတိုက်လေးပြပါလားအေးကုံတိုက်ကြည့်လို့ရအခြေနော်ဟုတ်ပြီဒီပြင်စစ်သားတွေထဲမှာတချို့အရာရှိတွေကအရေးချင်းမရှိပါဘူးတဲ့အရာဓုမှန်ပဲတက်နေတာဟုတ်တယ်စစ်တိုက်ရှင်တဲ့စိတ်မရှိတာပါဖြစ်နေတာနော်ကွန်ဝါရေးတဲ့ကျေးဇူးပြုပြီးစစ်တပ်ကိုရခိုင်ပြည်ကပြန်ခေါ်ခဲ့ပါစ
စစ်တပ်ကအခုကျွန်တော်တို့ရခိုင်ပြည်မှာဆိုများစားမရှိပါဘူးစစ်တွေနဲ့ကြောက်ဖြူပဲရှိပါတယ်နော်ကျန်တဲ့နေရာတွေမှာကျွန်တော်တို့နည်းနည်းလေးဘယ်လိုခေါ်မလဲဆိုရင်ကင်းမုံစစ်ပုံးဝတ်ထားတာပဲရှိတယ်ကျွန်တော်သုံးသပ်လို့ရတယ်လို့ဆိုရင်ကြောက်ဖြူကိုလည်းကြောက်ဖြူကကျွန်တော်တို့ဟိုတနေ့ကလည်းကျွန်တော်ရှင်းပြခဲ့ပြီးပါပြီနော်ကြောက်ဖြူရဲ့ကြောက်ဖြူကာကွယ်ထားပြီးအဓိကကာကွယ်ထားပြီးတန်တက်ရှိတယ်ကျွန်တော်တို့ညဝရီရတက်စကန်ရဲ့ကျွန်တော်တို့ဒီရဲတရင်30နဲ့အဲ့ဒါကိုကြော်ပြီးတော့မှသာကြောက်ဖြူမှာရှိတဲ့တရင်တက်မတွေကိုထိခိုက်လို့ရမယ်လေနော်အဲ့တော့ရဲတရင်30နှစ်ကကြောက်ဖြူရဲ့9မိုင်လောက်အကွာမှာရှိတယ်အဲ့ဒါမှအဲ့ဒီမှာဒီကြောက်ကျွန်တော်ကြောက်လုံးခိတ်ဆိုတာရှိပါဘူးအဲ့ဒီခိတ်ရှိကိုဆက်ကြော်ပြီးဟေ့ဆိုရှင်တော့ကျွန်တော်တို့ဘယ်လိုခေါ်မလဲကလကန်ပေါ့အဲ့လိုမျိုးပြောမလားကျွန်တော်တို့ဒီဂုံချိန်ပေါ့ဘာလို့ပြောမှာအောင်နော်ကလေးဂုံချိန်ရွာတို့ဘာလို့ဂုံချိန်ရွာရှိမယ်အဲ့ဒီရှိကိုဆက်သွားမယ်ဟေ့ဆိုရင်ကျွန်တော်တို့ MOGE တို့ EPC တို့ရှိမယ်ပါဗျာနော်အဲ့ဒီကိုဆက်ကြော်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘယ်ကိုရောက်မလဲဆိုရင်မလက်ကျွန်းရွာတွေရောက်မယ်အဲ့ဒီမလက်ကျွန်းထီကိုစစ်တပ်ကစီရေးအားဖြင့်အသာစီးယူထားတဲ့အတွက်ကြောင့်မို့လို့ကြောက်ဖြူအနေနဲ့ကတော့ခံနာပါသေးတယ်။ဘာပြဿနာမှမရှိသေးဘူးเนาะကြောက်ဖြူကိုအေးဆေးသွားလို့လာလို့ရသေးတယ်။အဲ့တော့စစ်စစ်တုံးအားနေတယ်ဒီလေ။ဟုတ်ကဲ့ပါဗျာဟုတ်ကဲ့ပါ။သတင်းပေးသူကတဲ့သတင်းပေးနေတာတော့မှတဲ့ဘယ်လောက်မှဝေးတာမဟုတ်ဘူးကိုရတဲ့ဒါတော့မှမဖမ်းဘူးကိုရတဲ့တက်ထဲမှာဆိုရင်ねထောင်းတယ်မှန်တယ်စစ်တပ်ကလေကိုလူကိုသာဖမ်းတာသိလားကိုလူကိုနှစ်ဖူးဆိုနှစ်ဖူးဒူးဆိုဒူးမှန်တယ်တပုံကိုဖမ်းမယ်ဆိုရင်လုံးဝအားနေတယ်အဲ့ဒါအမှန်ပဲခင်ဗျာသိလားကြောက်ဖြူတဲ့မတိုက်နေဘူးတဲ့တိုက်ပြီဆိုလဲကြပြီမှတ်တယ်ဟုတ်တယ်လူအောင်ပြောအောင်တော့မသိဘူးတိုက်ပါတယ်ပြီးရတဲ့ခါကကျွန်တော်အတကုံဝင်လုံးခဲ့ပါတယ်နော်ကြောက်ဖြူနဲ့9မိုင်အပတ်ဝန်းကျင်အထိကိုရောက်လာအောင်သူတိုးလာနိုင်ခဲ့တယ်နော်မတိုးနိုင်တော့မှအဲ့နေရာအထိကိုလက်နဲ့ကြီးနဲ့လှမ်းပြစ်တယ်ဟိုအပြစ်ရက်ပါတယ်ဆိုတဲ့နေရာလေးအလကားအေးအပြစ်ရက်တယ်ဆိုရင်ခင်ဗျားတို့ယုံတယ်ဟုတ်အဲ့ဒီသူတို့အပြစ်ရက်ပါဆိုရဲရက်ပဲအဲ့ဒီကြောက်ဖြူတက်ကိုလက်နဲ့ကြီးနဲ့လှမ်းပြစ်တာနှစ်ချိန်အာမနက်မိုးလင်းမှာနော်အဲ့တော့ဒီကလည်းပြန်ပြစ်တာပေါ့အဲ့ဒီမတိုင်ခင်မှာပဲကျွန်တော်တို့ကြောက်ဖြူအဝါထိသူတို့ဝင်လုံးအောင်လုံးနိုင်အောင်ကြိုးစားတယ်နောက်ဆုံးပြန်ဆုတ်သွားတယ်နော်စစ်တပ်ကပြန်စစ်ကြီးအထိရွာအထိပေါ့စစ်တပ်ကပြန်လဲပြီးထိုးစစ်ဆင်တိမ်ပိုက်နိုင်ခဲ့တယ်အဲ့တော့ဒီပေါ့ကျွန်တော်တို့ကြောက်ဖြူချင်းတွေကတော့အခုဘက်ကအယောင်ပြတိုက်လောက်ပဲရှိသေးတဲ့အတွက်ကြောင့်မလို့ဘာမှမဖြစ်သေးပါဘူးစစ်တွေလည်းအယောင်ပြပဲရှိပါသေးတယ်စစ်တွေကိုသူတို့ဘယ်ချိန်လောက်တိုက်မလဲဆိုရင်ကျွန်တော်သုံးသပ်လို့ရတာကတော့လေမိုးတွင်းလောက်တိုက်ဖို့ရှိမယ်မိုးတွင်းလောက်ကြောက်ဖြူနဲ့စစ်တွေကိုသူတို့အရာလုံးကောင်းလုံးမယ်ဒီမိုးတွင်းလောက်မှာသူတို့စီးအားတာနိုင်တယ်သူတို့ပဲချမ်းလေးနော်မင်္ဂလာပါကောင်မောင်နဲ့မင်္ဂလာပါအဲ့တော့ဒီနှစ်မိုးတွင်းနည်းနည်းလေးသတိထားရမယ်ကျွန်တော်တို့အားလုံးနော်ကျွန်တော်အနေနဲ့လည်းဟိုစီရေးသတင်းတွေပြောနေနေဘယ်သူတွေအသုံးမကြလဲဆိုလို့ရှိရင်ကျွန်တော်ပြောသလိုပေါ့အဲ့ဒီဦးမင်းအွန်လိုင်းဦးစိုးဝင်းအဲ့ဒီကစားထမှုများသူတို့တွေရဲ့ဒီစီရေးစီမညံပြင်းမှုတွေပေါ့ဗျာနော်ယုံကြည်တယ်ပုံမောင်ကြီးတွေခတ်နေတာကကျွန်တော်တို့မြို့ရွာထဲကအကျန်းဖက်တယောက်ကိုတဲ့တက်ရင်အဖမ်းခံရမှာတေချာတယ်တဲ့ကြောက်ဖြူမျိုးကိုဟာလေကြောက်ဖြူမျိုးလေးကအေဂျင့်နေတဲ့အေးဆောက်ယူတွေကြောင့်ပြတ်တော့မှာမှန်တယ်မြန်မာတွေကပညာမတတ်လို့အဲ့တော့အခုဘာလုပ်မလဲကျွန်တော်တို့လုပ်ရမှာတော့တခုရှိတယ်စစ်တပ်အတွင်းမှာဒီတိုင်းဆက်သွားလို့တော့မဖြစ်တော့ဘူးကြာအခုခင်ဗျားတို့ဒီထက်ပိုပြီးတော့စစ်သားပြီးသားရမယ်နော်ကျွန်တော်စနာပြောသလိုပဲခူးအရှင်းနဲ့အနောက်ကသာ AA နဲ့ AAPDF တွေ CDF တွေနဲ့ကျွန်တော်တို့ဒီ KNU နဲ့ချိတ်ဆက်မိသွားပြီဟေ့ဆိုလို့ရှိရင်မလွယ်တော့ဘူးเนาะအဲ့တော့ဘာလုပ်မလဲကျွန်တော်တို့ကောင်းဆုံးလုပ်ရမယ့်အလုပ်နည်းရတော့ဆက်လက်ပြီးတော့ကျွန်တော်ပြောပါမယ်စစ်ဗျူဟာနဲ့စီမံခန့်ခွဲမှုပုံစံလေးတွေပြောင်းဖို့လိုတယ်နော်
ကျင်းဝဲ60လက်ကင်ထားပါညောင်ကျိုးကဘာဖြစ်နေပြီလဲညောင်ကျိုးကကြာသွားပြီလို့ပြောတယ်အခုပဲဝင်လာအခုပဲပြောနော်အဲ့တော့ခလုံးနိုင်မှာပါအဓိကတော့လေကျွန်တော်တို့ဒီထက်ပိုပြီးစေရုပ်အာယုံစိုက်ဖို့လိုတယ်နော်ဒီထက်ပိုပြီးစေရုပ်အာယုံစိုက်ဖို့လိုတယ်အခုစေရုပ်အာယုံစိုက်မှုအားနည်းတယ်ညောင်ကျိုးတစ်လျှောက်ပေါ့ဗျာကြာလာတော့ကြည့်ပါအောင်ဗျာနော်တောင်မုံကြီးကနေစပြီးတော့မိုးထီကလဒိုကလာလက်တို့နော်ကျွန်တော်တို့ဂန်ကွဲညောင်ကျိုးအခုရှုခင်းသားလေးနောက်ဆုတ်လာအစင်နောက်ဆုတ်လာနော်ဘာဖြစ်ဘရောင်းကြရင်ပြည်မြို့လည်းမလွယ်တော့လားဘလို့အားသိချတာပေါ့ဘရောင်းကြပြီဟေးဆိုရင်ကျွန်တော် AR မြစ်ကိုသူတို့ကစီးသွားပြီလေဗျာနော်ကမောင်းနဲ့တက်မလို့ကမောင်းတော့ကိုတဲ့ဘယ်ချိန်တိုက်မလဲမောင်းတော့တိုက်ဖို့မပြောနဲ့အခုလက်ရှိအချိန်မှာအခုဘရောင်းကိုကာကွယ်ဖို့စစ်အင်အားတွေဒီထက်ပိုပြီးလိုတယ်တက်မနဲ့အင်အားကျွန်တော်တို့မလိုဘူးဆိုရင်ဘရောင်းကိုတိုက်မယ်ဆိုရင်ပေါ့နော်အင်အား1500လောက်အနှိမ့်ဆုံးလိုတယ်ဘာကြောင့်လဲဆိုတော့အဲ့တော့မှသာလင်းအင်အား1500လောက်ဆိုအခုလက်ရှိခုခံနေတာကသုံးသက်လို့ရတာပေါ့ဗျာနော်တစ်ဖက်ကအင်အားကမရှိဘူးဆိုရင်1200 1300လောက်မှရှိတယ်အေးဘက်ကအင်အားပေါ့လေကိုယ့်ဘက်ကပြန်ပြီးတော့ရင်ဆိုင်တဲ့အင်အားကသူတို့ရဲ့တဝက်ပဲရှိတယ်လို့အောင်သုံးသပ်လို့ရတယ်။အားကြောင့်လဲဆိုတော့တစ်ဖက်ကလူအင်အားလူလှိုင်းကိုအသုံးပြုပြီးတိုက်တာများတယ်။အဲ့ဒါကြောင့်မို့လို့ပါ။အဓိကတော့ဒီပဲခူးနဲ့ KNU နဲ့ AA နဲ့မချိတ်ဆက်မမိသွားဘူးအရင်အရေးကြီးတယ်။အဲ့ဒီအတွက်ကဘာလုပ်ရမလဲဆိုရင်ကျန်တဲ့စစ်မျက်နှာပြင်တွေမှာလဲထားတင်တာမှန်ပေမဲ့နော်ကျွန်တော်တို့ဒီပဲခူးရဲ့ဘိုးရှင်းနောက်ကိုဖိအားပေးပြီးတော့တေချာကင်တွယ်ရမယ့်အစီအစဉ်ရှိတယ်အဲ့တော့စောတာနီအလကားပြောနေတာမဟုတ်ဘူးဆိုတော့သိစေချင်တယ်နော်ကရားဘက်ကတော့ဆင်းလာဖို့တော့မလွယ်ပါဘူးကရားဘက်ကသူ့အောင်လုံးနေရတာနော်ကရားဘက်ကဆင်းဖို့တော့မလွယ်ဘူးအဲ့တော့နေပြည်တော်ဝိုင်းမယ်ဟိဆိုရင်ပဲခူးကနေဝိုင်းလို့ရတယ်နော်ပဲခူးရဲ့ကျွန်တော်တို့ဒီကရားရဲ့နော်ပဲခူးရဲ့ကရားရဲ့ဒါမျိုးဝိုင်းလို့ရတယ်အဲ့တော့စကိုင်းနော်စကိုင်းကလည်းအခြေအနေမကောင်းဘူး။ဘာကြောင့်အခြေအနေမကောင်းလဲစကိုင်းတိုင်းအကျယ်ကြီးပဲဗျ။နော်။စကိုင်းနဲ့ကျွန်တော်တို့ရွှေဘိုနဲ့စကိုင်းမြို့ပေါ့။ဒီလမ်းကြောကလုံးဝကျွန်တော်တို့သုံးလို့မရတဲ့လမ်းကြောဖြစ်နေပြီ။အဲ့ဒီလမ်းကြောကိုဘယ်လိုအုံနောက်မျိုးနဲ့များလေစစ်ကူပို့လဲမသိဘူးဗျ။ရိတ်ခါတွေပို့လဲမသိဘူး။ရွှေဘို PDF တွေဖြတ်တိုက်လိုက်တာ။ကုံလုံးပါသွားတယ်ကျွန်တော်အစောကြီးတဲ့ဒီလမ်းကြောကိုပြောနေတယ်နော်ဒီလမ်းကြောကစစ်ကြောင်းမထိုးလို့မရတော့ဘူးအဲ့တော့လမ်းကြောရဲ့ဘယ်ညာနှစ်ဖက်လုံးကိုထိုးရမှာနိုင်ဆုံးအင်အား2000လိုတယ်အဲ့နေရာကိုထိုးဖို့ဆိုရင်ဒါအင်အား2000နဲ့ဘယ်ညာထိုးမှရမယ်အဲ့လိုလဲမထိုးဘဲနဲ့ကျွန်တော်တို့စစ်တပ်ကနေပြီးတော့လေရိတ်ခါပို့ပေးလိုက်တယ်ရိတ်ခါပို့တဲ့ကားကို PDF တွေဝိုင်းပြီးတော့တိုက်ထည့်လိုက်တာလုံးဝစစ်တီအင်အားအယောက်20ကျော်လောက်ကျသွားတယ်ရိတ်ခါတွေလည်းစံအိတ်ပေါင်းမရှိဘူးဆိုအနှိမ့်ဆုံးပေါ့နော်စံအိတ်200 300လောက်ရှိတယ်အိတ်200 300ကပါမှာအေးပေါ့အဲ့လောက်လို့ရှိတယ်နော်အိတ်200 300ဂျမ်ဘာတွေရောပစ္စည်းရတွေအကုန် PDF နောက်ပါသွားတယ်ဘလို့အုံနောက်မျိုးနဲ့များဘလို့များလှုပ်လိုက်တာလဲကျွန်တော်စဉ်းစားလို့မရဘူးစစ်ကြောင်းမထိုးအဲ့နေရာတွေကဘလို့မှရိတ်ခါပို့လို့မရတဲ့ဟာကိုလွတ်လိုက်တယ်လေစဉ်းစားကြည့်ပါဦးဗျာနော်အဲ့တော့အရင်ဦးဆုံးရှင်းရမှာကစကိုင်းတိုင်းမြောက်ပိုင်းထက်စာရင်ကျွန်တော်တို့စကိုင်းတိုင်းတောင်ပိုင်းရွှေဘိုမန္တလေးစကိုင်းတကြောကိုရှင်းဖို့လိုတယ်အဲ့ဒီမှသာလျှင်ကျွန်တော်တို့နေပြီးတော့ဝိုင်းခံရခြင်းကနေပြီးတော့နည်းနည်းလေးလွတ်ကင်းနိုင်မယ်အဲ့တော့မလုပ်နဲ့ခုရွှေဘိုတက်တွေဆိုတော့လေကျွန်တော်တို့အဝိုင်းခံထားရတာခင်ဗျားတို့ကြိုက်သည်ရှိမကြိုက်သည်ကျွန်တော်ကပြောရလိမ့်မယ်နာမခဆိုတာလေနော်အခုမုံရမှာရှိနေနာမခဆိုတာလေအဝိုင်းခံထားရတာသိလားအဲ့တော့မလုပ်မလဲ
စစ်တပ်ကလည်းသူလုံနေရတယ်ရောကျွန်တော်တို့သိတယ်ဒါပေမဲ့စီရေးအဖြစ်လိုအပ်တဲ့ဟိုမပြောသေးတဲ့စကားမျိုးကျွန်တော်မပြောသေးတာပဲရှိပါတယ်နော်ဘာလုပ်နေတာဆိုတော့ကျွန်တော်သိတယ်တော့တော့လည်းပဲအလုပ်ဖြစ်မလားဆိုတော့စောင့်ကြည့်ရမှာပေါ့နော်အင်အား2000နဲ့တော့မရဘူးလားကျွန်တော်တို့ဒီရွှေဘုံနဲ့စကိုင်းတကြောစစ်ကြောင်းထိုးဖို့အဲ့တော့ဘာလုပ်ရမလဲကျွန်တော်တို့စကိုင်းရဲ့အထက်ကိုတက်သွားမယ်ဗျာကမ်ဘလူးတို့နော်ဒီအဲ့ဒီဘက်ချမ်းတွေကပြည်သူစစ်အင်အားတွေနဲ့လက်လန်းမိသမျှကျွန်တော်တို့နေနေချက်ပြီးစစ်ကြောင်းထိုးဖို့လိုအပ်ပြီလို့နော်ကိုမောင်နဲ့ကိုမောင်နဲ့ပြောတာမှန်ပါတယ်တဲ့ကိုရေးတဲ့နော်ဟုတ်ပါပြီလက်ဖက်ချောက်စိုးဝင်တိုက်ခိုင်းလိမ့်မယ်ဥထုစိုးဝင်လဲသူလည်းစူးစမ်းရှာပါပါကျွန်တော်တို့ကတော့လောက်ငယ်သားတွေထိခိုက်တိုင်းနာကျင်တယ်ကျွန်တော်တို့သူတို့ပဲပြောမှာသူတို့ပဲကျွန်တော်တို့ဆဲမှာပဲဝင်လင်းပြောတာကိုမောင်ရဲ့အေးရဲ့စစ်မှုထမ်းဥပဒေကိုပြောပြပါအောင်အေးစစ်မှုထမ်းဥပဒေကတော့ဗျာဟိုထူးခြားနာပါပဲနော်ရခိုင်ပြည်တပြည်လုံးတည်ဖို့အရေးပါငါကြောင့်လည်းဆိုတော့လေကိုမောင်နဲ့မြန်မာပြည်အတွက်တာဝန်ကျေပါတယ်ကျေးဇူးတင်ပါဗျာငလျင်အတွက်နိုင်ငံတကာလာလူတာကိုတဲ့စစ်တပ်ကတပုံကိုပြန်ဝေမျှနေလားဟဲ့အဲ့လိုမျိုးပြောမှာကင်ဆာဆိုတာလည်းစေးမီလိုလည်းမပြောက်ဘူးအဲ့တော့မှန်ပါလားအဲ့တော့အခုချိန်မှာအကောင်းဆုံးကတော့ဒီပေါ့၄လပိုင်းတရက်နေ့မှာနော်၄လပိုင်းတရက်တော့ဖြစ်တယ်ဒီ၄လတကြံပြီးတာနဲ့အချိန်တွေစောင့်ကြည့်ပါထူးထူးခြားခြားတွေဖြစ်လာဖို့ရှိရယ်နော်အဲ့တော့ဘာလုပ်မလဲလောက်အောင်မှာစီရုပ်ပို့ပြီး PVCC ဆောင်ရွက်ဖို့လိုလာပြီဖြတ်တင်အောင်ဖြတ်စေခြင်းနဲ့မှန်ပါတယ်ဗျမှန်ပါတယ်ဟုတ်တယ်လောက်ငယ်သားတွေထိခိုက်ရင်လည်းခေါင်းဆောင်မှာပဲပြစ်ရှိတယ်အဲ့တော့မှန်တယ်ဘာလုပ်မလဲဆိုရင်ခင်ဗျားစစ်သားမရွေးတဲ့ကျွန်တော်ရွေးပေးမယ်ဗျာနော်တိုက်ရဲခိုက်ရဲတဲ့သူမရွေးတဲ့ကျွန်တော်ရွေးပေးမယ်ဒါအခုညောင်ကျိုးချင်တွေကပြေးတာတွေများတာဗျပြေးတာတွေများတာနော်ပြေးတာတွေများတာလည်းမပြောရလေဗျာဘာကြောင့်လဲဆိုလို့ရှိရင်နော်လက်နက်ကြီးပြည့်ဟေ့ဆိုရင်လက်နက်ကြီးကိုအထက်ကမပစ်ခိုင်းလို့ဆိုပြီးတော့မပစ်တာနော်အထက်အောက်အလှမ်းဝင်းနေတာမြေပြင်စီရေးချင်တွေကိုအထက်ကတကယ်မသိတာပြီးတော့အောက်ကထဲသမျှဂျင်းကိုအထက်ကခံနေရတာအဲကြောင့်မို့ကျွန်တော်စီရေးချင်တွေဒုက္ခရောက်တာအောက်ချင်နဲ့အထက်နဲ့ကဘသူ့ကိုဘသူဂျင်းထဲလို့ထည့်နေမှမသိဘူးအထက်ကဂျင်းထဲခံနေရတာဆိုလို့ကျင်လားဗျာအောက်ခြေကလည်းစကန်တစ်ခုကျသွားပြီဆိုရင်ပြန်ရပါပြီဆိုပြီးတော့အဲလွှင့်တဲ့ Telegram channel တွေကိုလည်းကျွန်တော်ပြောချင်တယ်ဟုတ်လားခင်ဗျားတို့ကတွင်းလိုက်တာပဲလွှင့်လိုက်တော့ဘာဖြစ်သွားလဲဆိုတော့လေအထက်ကစကန်တစ်ခုကျသွားပြီဆိုဟဲ့ကောင်နဲ့အရတိုက်ဆိုပြန်တိုက်ခိုင်းတာလိုအပ်တာပြောဆိုရင်ပြန်တိုက်ခိုင်းတာအဲ့တော့အောက်ကောင်တွေကသွားတိုက်ရမယ်တိုက်ရမယ်ဆိုတဲ့ခါကျတော့မတိုက်ချင်တော့ဘာလို့လဲရပါပြီဆိုပြီးတော့ဖွာတဲ့ခင်ဗျားတို့ Telegram channel တွေကဖွာပေးလိုက်တယ်ဖွာပေးလိုက်တဲ့ခါကျတော့အောက်ကောင်တွေသွားတိုက်စရာမလိုတော့ဘူးတက်လားအဲ့ဒီလိုမျိုးတွေဖြစ်နေတယ်အဲ့တော့အဲ့ဒီသတင်းတွေကိုပြန်ရပါပြီဆိုတဲ့သတင်းတွေကိုစစ်တပ်နဲ့အနီးဆက်ဆုံးအတိုင်းဝိုင်းနော်အကုန်လုံးကအစတော့မှယုံကြည်ရနော်ခင်ဗျားတို့ကျွန်တော်တို့တာမရက်သားမပြောနဲ့နော်အဲ့ဒီဂျင်းကိုလေအဲ့ဒီဂျင်းကိုအချင်းချင်းတော့မှယုံတယ်နော်ဦးဝင်းမပြောနဲ့ဗျာနောက်ဆုံးပိတ်အဲ့ဒီအရာရှိတွေရဲ့မိန်းမတွေသားသမီးတွေအစယုံတယ်ဟုတ်လားအဲ့ဒီဂျင်းကိုထက်ရရှိယုံလာတော့မပြောနဲ့ပေါ့ဗျာနော်အဲ့တော့ဘာလုပ်ရမလဲစစ်သတင်းကပွင့်သင်းမြင်သာဖို့လိုလာပြီအဲ့တော့ကျွန်တော်ကတော့အရှိတိုင်းပြောမယ်ကျွန်တော်ညောင်ကျိုးပြန်ရပါပြီအော်မနေနဲ့ညောင်ကျိုးကလုံးဝနောက်ဆုတ်လိုက်ရပြီလုံးဝကျသွားပြီဟုတ်လားလုံးဝကျသွားပြီရှစ်ဆက်တိုးဖို့မပြောနဲ့ကိုယ့်ဘက်ကအခုခုခံကာကွယ်နေတဲ့နေရာမှာရှစ်ဆက်တိုးမလာနိုင်အောင်ဆက်လက်လုပ်ဖို့အရေးကြီးတယ်အကေအဲ့နေရာစစ်ကြောင်းထိုးမယ်ဆိုအခုလက်ရှိအင်အားနဲ့မရပါဘူးနော်ခုလက်ရှိကျွန်တော်တို့မှာရှိနေတဲ့အင်အားနဲ့မရဘူးတက်မကြီးနဲ့တကယ် special စော်မှရမယ်နော်မြေကြီးပါတုံတော့တောင်ဝဖြူပြီးမှရမယ်
တော့ခင်ဗျားတို့ဒီတိုင်းနဲ့အီယောစစ်တိုက်နေတယ်ကိုနေရာလေးကိုတခါတည်းဘာနဲ့လားတယ်တူလဲဆိုတော့ကိုနေရာလေးကိုငစားကျဲနော်ငါးပွဲရငစားချဒီနေရာလေးငါးပွဲရငစားချလုံးလို့မရဘူးနောက်ဆုတ်တဲ့နေရာဆုတ်ပြီးတော့ခြေတဲ့နေရာကိုခြေရမယ်အခုလုပ်တဲ့ပုံစံကဘာနဲ့လားတယ်တူဆိုတော့ဟိုနေရာငါးပွဲဟိုနေရာငစားချတယ်ဒီနေရာငါးပွဲဒီနေရာငစားချတယ်ထုံအင်အားတွေထုတ်တယ်ပြီးရင်လွတ်တယ်နေမြေကမကျွမ်းပြီးတော့ကပ္ပစတွေလက်ယုံတွေနဲ့ပေါင်းနော်ပေါင်းပြီးတော့လွတ်ပေးလိုက်တယ်ကဲဒီဘေးဒီတနက်တန်တော့မကြသေးဘူးဟိုကောင်ကပြန်ပြေးခြင်းနေအဲ့တော့စစ်တပ်နေနဲ့တဲ့နော်ပြည်သူစစ်ကိုလက်နက်ကောင်းကောင်းပေးရင်လည်း PDF တွေကိုတင်ခိုင်းပြည်သူစစ်ဆိုတော့လည်းဗျာအများကြီးအခုချွတ်လေရှိချွတ်ပြည်သူစစ်တွေကထွက်ပြေးတယ်လက်နက်ပါကြီးထွက်ပြေးတာရှိတယ်ဟိုတနေ့ကရေကြည်ဘက်မှာဖြစ်တဲ့ပုံစံလေးပေါ့ကျွန်တော်တို့သတင်းကြားသိရနော်ပြည်သူစစ်အားလုံးပေါင်း9ယောက်လက်နက်ယူပြီးတော့ထွက်ပြေးတဲ့ဟာကိုသွားဖမ်းတယ်သွားဖမ်းတဲ့ဟာကိုပြန်ပစ်တယ်ပြန်ပစ်တော့ပြန်မိတယ်အကုန်လုံးမမိဘူးနော်ဒီအဲ့လိုမျိုးထိရှိတယ်ပြည်သူစစ်ကလည်းယုံကြည်ရတဲ့သူလည်းယုံကြည်ရတယ်လို့အဲ့လိုမယုံကြည်ရတဲ့သူတွေကလည်းရှိသေးတာဟုတ်နော်125မမကိုကန်ရမှာနော်155မမကိုမောင်ပဲရောက်နေတယ်မင်္ဂလာပါဒီနေ့ AA ကပေါင်800ဘုံဆိုပါလားတဲ့ဦးမင်းအောင်နိုင်လက်ဆောင်ပေးတယ်အဲ့ကျွန်တော်ကြည့်တာပေါ့နော်အဲ့ဒီဘုံကဘယ်နေရာလောက်မှဖြစ်လောက်မလဲဆိုရင်ကျွန်တော်သုံးသက်ကြည့်မယ်နော်ဟုတ်တယ် AA ကဗီဒီယိုဖိုင်တစ်ခုထွက်လာတယ်ပေါင်900ဘုံကြီးနော်ကြီးပဲအဲ့ဒါယူသူတို့50ရောက်ဝိုင်းမတာဟုတ်လားအဲ့ဒီမပေါက်ဘူးပေါ့ကျွန်တော်သုံးသက်ကြည့်တော့ဆိုရင်အဲ့ဒါကကျွန်တော်တို့ကြည့်တာကြီးကန်းပြင်မှာဖြစ်နိုင်တယ်နော်ကြီးကန်းပြင်မှာလည်းကြီးကန်းမျိုးတစ်ခါသွားကျဲတယ်ဟုတ်လားကျဲတဲ့ခါမှာမပေါက်ဘဲနဲ့တနေရာကိုကျဲထားအဲ့နေရာလုံးဝမပေါက်ဘူးအဲ့ဒါကျွန်တော်မြေပြင်ကနေကျွန်တော်ပြန်ကြားသိရတယ်အဲ့တော့ကြီးကန်းပြင်မှာနော်ဟိုသွားကျဲအောင်ဆိုရင်အားလုံးပေါင်း10ယောက်ပဲလွတ်တယ်သူတို့စီကအရှင်ဆိုလို့အင်အားသူတို့ဘက်ကအယောက်200နီးပါးလောက်တေဆုံးတယ်ကျန်တာတွေဒဏ်ရာရတယ်နောက်တနေရာကိုကျဲတဲ့နေရာမှာအဲ့နေရာမပေါက်ဘဲနဲ့နော်ပေါင်900ဘုံလားဘာဘုံလားမသိတေချာတစ်ခုကတော့ဘုံကမပေါက်ဘူးမပေါက်ဘဲနဲ့ကြံခဲ့တယ်ကျွန်တော်ကြည့်ရအဲ့ဒီဥစ္စာကမဖြစ်ဘူးဆိုလို့မတေချာဘူးတေတော့မတေချာဘူးနော်ကျွန်တော်30ချက်ရဆိုတာကြီးကန်းမြင်ရမယ်နော်ကြီးကန်းမြင်ရမှာအဲ့ဒါဒီနေ့ AA ရဲ့ဗီဒီယိုဖိုင်တက်လာဟုတ်ပါတယ်နော်စစ်သားမှန်ရကိုင်မသွားကြဘူးဟုတ်တယ်အဲ့လိုမျိုးဖြစ်နေစစ်သားလည်းမသွားကြဘူးရဲလည်းမသွားချင်သွားချင်တော့မှယာရုတို့ပြီးလွှတ်ရတယ်မြန်မာတွေအသိဝင်ပါစေလို့ဆုတောင်းတာဟုတ်တယ်မှန်တယ်အခုတိုက်နေတာရခိုင်ကနည်းနည်းပါတိုင်းသားတွေကကျွန်တော်ဗမာတွေကမြင်များပဲတိုက်နေတယ်နော်ဟုတ်ပလားအဲ့တော့မြန်မာတွေကပညာမတက်လို့မဟုတ်ဘူးတဲ့တက်လုံးလို့ကိုယ်နိုင်ငံကိုပျက်စီးအောင်လုပ်နေတာအတူတူပဲသိမှန်တယ်ဗျာနော်AA ကကြောက်စရာမလိုဘူးဗျ AA ကိုတိုက်မယ်ဟိဆိုရင်တိုက်ရဲတဲ့ခေါင်းဆောင်ကိုနော်တိုက်ရဲတဲ့ခေါင်းဆောင်အဆင့်ဆင့်ကို3ဆင့်အားလုံးပါဗျာကျွန်တော်ပြောမယ်နော်မြေပြင်အဆင့်ရယ်နော်အလဲအဆင့်ရယ်အထက်အဆင့်ရယ်3ဆင့်လုံးမှာတကယ်တိုက်မယ်ဆိုရင်ပြတ်သားတဲ့ခေါင်းဆောင်3ခုကိုဦးစားပေးပြီးတော့ခန့်နော်ခန့်ပြီးသွားလို့ရှိရင်သူတို့3ယောက်လုံးမှာခွင့်ရတန်းတူပေးတာဆိုအောက်ခြေကလုံးမယ်ဆိုအထက်ကလက်ခံမှာဖြစ်တယ်လို့နော်အထက်ကပါဝါကိုရှော့ခုရခိုင်ကိုလှုပ်တဲ့ပုံစံက fighter ဆိုလို့ရှိရင်ရခိုင်ကိုသွားချင်အောင်မှမပို့မသွားချင်တဲ့ကောင်တွေဆိုအတင်းကျိုးတုပ်ပြီးပို့တယ်ရခိုင်ကိုတိုက်ချင်တဲ့သူတွေရခိုင်မှာတိုက်မဲ့ကောင်တွေဆိုရင်အကုန်မောင်းထုတ်တယ်အဲ့တော့ရခိုင်ကတမင်တကာကိုဟိုကျွန်တော်တို့ကျွန်တော်သုံးသက်ချက်ရဆိုရင်ပေါ့နော်တိုက်ရဲတဲ့ကောင်တွေပေမလွတ်ဘူးပြတ်သားတဲ့ကောင်တွေမလွတ်ဘူးဘာကြောင့်လဲဆိုတော့ရခိုင်အထိအေးအထိနာသွားမှာဆိုလို့ဟုတ်လားအေးအထိနာသွားမှာဆိုလို့မတိုက်ရဲတဲ့ကောင်တွေတမင်ကကျိုးတုပ်ပြီးလွတ်နေကိုမောင်နဲ့ဖြစ်နိုင်ရင်လည်းကာချဖြစ်တင်စေချင်မှန်တယ်နော်ဟုတ်တယ်
အခုရခိုင်တော့ရောက်သွားတဲ့ကောင်ကယာဒူးနဲ့ရောက်တာပုံများတယ်ဘာကြောင့်ဆိုအေးကပြူကဘာပြူဟာမှမကောင်းဘူးနော်အေးကလည်းဘာမှပို့ပါလာတာမဟုတ်ဘူးနော်စစ်တပ်ကလည်းဘာမှရော့ပါလာမှာမဟုတ်ဘူးသူလည်းလက်ကိုလည်းလက်သူလည်းကြည်ကိုလည်းကြည်ကိုယ့်ဘက်ကအများကြီးတာသေးတယ်တုံးမကြတာအားလုံးလည်းညှို့ခွင့်ကြည်စံထွက်တယ်ဟမ်အဲ့တော့အေးကဘာအဆင့်မှရှိတဲ့အဖွဲ့အစည်းမဟုတ်ဘူးမာယူရဲ့ဆန်ပြီးတော့ပြည်သူလူထုအကာအကွယ်ယူတတ်တာတခုပဲရှိတယ်အဲ့တော့ရခိုင်ကိုတိုက်ရဲတဲ့ကောင်တွေဆိုရင်မောင်းထုတ်တယ်ရခိုင်မှာကဲပြတ်သားတဲ့ကောင်ကဲရခိုင်မျိုးပို့ဆိုတော့အဲ့ကောင်အဲ့ပြတ်သားတဲ့ကောင်တွေအကုန်လုံးမောင်းထုတ်လိုက်တယ်ဘယ်သူကမောင်းထုတ်လဲဆိုကစားထမှုအဆင့်ထိဟာစဉ်းစားရမယ့်အခြေအနေရှိတယ်နော်စော်မဲ့ကောင်တွေမလွတ်ဘူးမတိုက်ရဲတဲ့ကောင်တွေအကုန်လုံးကျိုးတုပ်ပြီးပို့ဟိုရောက်တော့အမှဟိုကောင်တွေကလည်းဘာလှုပ်ရှားမလဲငါတို့တော့ပို့သေးရဆိုပြီးတော့ဟိုမှာကယ်ရီလှုပ်ရှားတဲ့ကောင်တွေအများနေတယ်ကိုကနော်ကယ်ရီလှုပ်ရှားဆိုတော့ဘယ်လိုခေါ်မလဲဆိုတော့ရခိုင်တွေကအေးတွေကအဲ့ဒီမှာမူကြီးစီးပွားကြီးရောင်းပြီးတော့ပိုက်ဆံထောနေတယ်ဟောတယ်ပိုက်ဆံမတရားရနေတယ်ရိတ်ခါဝယ်လို့မရဘူးအဲ့ဒီရိတ်ခါတွေအကုန်လုံးကိုစစ်တပ်ကနေပြီးတော့ကယ်ရီပို့နေတာတွေကိုကျွန်တော်သိနေတယ်နော်ဘယ်ကောင်တွေပို့နေတယ်လဲကျွန်တော်သိတယ်နော်အဲ့တော့ရခိုင်စီရိတ်ခါဝင်လို့မရဘူးဝင်တဲ့ရိတ်ဝင်တာကကျွန်တော်တို့ဒီစိတ်ကန်းနေရာဝင်တယ်ပေါ့စစ်တွေစိတ်ကန်းကြောက်ဖြူစိတ်ကန်းကနေပြီးတော့ဝင်တယ်အဲ့ဝင်လာတဲ့ရိတ်ခါတွေကိုအေးလက်ထဲကိုပဲဖြစ်ပေါ့နော်ရခိုင်ရွာတွေထဲကိုရောက်သွားအောင်ပို့နေတာကလည်းကိုစစ်တပ်ကပဲပို့နေတာအဲ့တော့ကိုစစ်တပ်ကပဲပို့နေသူတို့တစ်ချက်နားလေပြီးလို့ရတာကသူတို့ပို့နေတာတွေကလည်းသူတို့တက်ရစားဝိနေရတဲ့ပိုက်ဆံရှာတယ်ဆိုတဲ့ပုံစံမျိုးလေးဆိုတော့လေတချို့နေရာလေးမှာနားလေပြီးလို့ရတယ်နော်မလုပ်သေးတာပါကိုမောင်းနဲ့လုပ်ရင်းနဲ့အေးအဲ့တော့တိုက်တဲ့ကောင်တွေလည်းမလွတ်ဘူးလွတ်တဲ့ကောင်တွေကလည်းမတိုက်ဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတာရခိုင်ပြည်မှာပေါ့ဗျာနော်ကြံတဲ့နေရာတွေမှာပြတ်သားသလိုရခိုင်မှာပြတ်သားလိုက်ရင်ဘာမှဟိုထားပါတော့ဗမော်တို့ကချင်ပြည်နယ်မှာပြတ်သားတယ်စော်တယ်ပုစုပတ်ဆက်သွားလုံနေတယ်အနံ့ရတာနဲ့စော်တာဟိုတနေ့ကဆို KIA ထောက်អော်တယ်တွေ့ရမလားကျွန်တော်တို့38ရောက်တင်တန်းတက်ဖို့သွားတာအကုန်လုံးဘုံကျဲခံသေသွားပြီတဲ့အဲ့ဒီဖြစ်ရကသူတို့တစ်ခါပဲဝင်ခံသေးတယ်အဲ့ဒီမတိုင်ခင်မှာအချိန်ပေါင်းများစွာသူတို့ဘယ်ညာလှုပ်တော့မှာပဲလေနဲ့ဘုံကျဲသွားလို့သေသွားတဲ့တင်တန်းသားတွေအများကြီးပဲသူတို့ဝင်ခံတာတစ်ခါပဲရှိသေးတယ်သူတို့ဝင်ခံတာတစ်ခါဆိုမှတ်ထားလိုက်ပါ10ကတိတိယဝင်မခံတာရှိသေးတယ်အေးအမေရခိုင်မှာကျတော့အဲ့ဒါတွေအကုန်လုံးလှကြည့်ထားတယ်နော်လှကြည့်ထားတယ်ရခိုင်မှာဘယ်နေရာမှာဘယ်ညာလုံနေပါပြီဘယ်နေရာမှာသွားနေပါပြီဆိုတော့တင်းတိကျသူတို့သိတယ်မလုံဘူးမပြစ်ဘူးလုံမယ်ဆိုတဲ့ကောင်တွေကိုမောင်းထုတ်တယ်ဟောက်ထုတ်တယ်ခက်မသိရင်ယာဒူးကပျောက်သွားနိုင်တယ်အဲ့တော့ရခိုင်စစ်ရေးကအဲကြောင့်မို့ဆွမ်းနာကကျွန်တော်ပြောသလိုပေါ့အထက်ကဦးမင်းအွန်လိုင်းဦးစိုးဝင်းကားဆက်ထားမှု3ယောက်ထိကိုညံဖြင်းလို့ဖြစ်တာနော်ဒီညံဖြင်းမှုကတော့အကြောင်းမို့ပေါ့ဗျာအခုဆိုရင်ညောင်ကျူးနဲ့အုတ်ရှိပင်ကခုလူတွေပြောနေသလိုကြသွားပြီဆိုတာတကယ်တည်းကြသွားပြီနော်ပြန်ရပြီဆိုတာလုံးဝမဟုတ်ဘူးနော်ခင်ဗျားတို့ပြောထားပြီသားနော်အဲ့တော့ရခိုင်ပြည်နဲ့ပတ်သက်လာလို့ရှိရင်ခင်ဗျားတို့အများကြီးနှဆိုင်နေသေးတယ်ကဲဟုတ်ပါပြီဒီနေ့ကျွန်တော်ဒီလောက်ပဲနော်လမ်းသွားရင်တော့ချက်လူကြီးတွေမငြင်းညွတ်တိုင်းရင်ပြတာဟုတ်တယ်ဒါနဲ့ပတ်သက်ပြီးကျွန်တော်စီးရင်နဲ့ပတ်သက်ဆက်ပြောအောင်မနော်ကျေးဇူးအများကြီးတင်ပါတယ်